တရုတ်စာလေးလာနေတာကြပြီဒါပေမဲ့စာကြောင်းအမှန်တိဆောက်ဖို့ခေါင်းခဲနေတော့ပဲလားတရာတွေကရှုပ်ထွေးလုံးလို့လက်လျှော့ကျင်းနေပြီလားတရုတ်စာမှာ grammar မပိုင်ရင်စကားပြောတဲ့အခါပဲဖြစ်ဖြစ်စာမေးပွဲဖြေတဲ့အခါပဲဖြစ်ဖြစ်ယုံကြည်မှုပျောက်ဆုံးတတ်ပါတယ်ဒါကြောင့်မလို့ရိုးရှင်းပြီးလိုရင်းတိုရှင်းတဲ့အလွယ်ကူဆုံးမှတ်မိစေမဲ့ CNC ရဲ့ New HSK 3.0 grammar notebook 3 အုပ်ကိုအခုပဲမိတ်ဆက်ပေးပါရစေ0ကနေစတင်လေ့လာမဲ့သူတွေအတွက်ကတော့အမိရကိုကင်ဆောင်ထားတဲ့လိုရင်းတိုရှင်တရုတ်တရာအလွယ်မှန်နည်းများစာအုပ်ဒီစာအုပ်ကိုကင်ဆောင်ထားမှအခြေခံကိုပတ်မိုင်နိုင်စတင်နိုင်မှာပါအခြေခံကနေပြီးတော့အစင်းမြင့်တရားကိုသွားကျင်တဲ့သူတွေအတွက်ကတော့ဝကြတိဆောက်ပုံနဲ့တရားအခက်ခဲတွေကိုဓာတ်ရိုက်ရှင်းလင်းပေးထားတဲ့စာအုပ်မျက်စိလည်းမသွားပဲအချိန်တိုတွင် HSK3 တရားကိုထိရောက်စွာပိုင်နိုင်စေပြီးစာမေးပွဲနဲ့စကားပြောပိုင်းမှာအမှားကင်းကင်းနဲ့ယုံကြည်မှုအပြည့်ရှိစေမယ်စာအုပ်New HSK 3.0 စနစ်သစ်မှာ grammar ကြောင့်စိတ်မညစ်ရတော့ဘူးပေါ့တရုတ်စာလေးလာသူတိုင်းအမီးရကင်ဆောင်ထားတဲ့ဒီ grammar notebook တွေကိုမှာယူခြင်းနဲ့ဆိုရင်တော့အခုပဲ CNC ပိတ်ချက်ပေါက်ကို hello လုပ်လိုက်ပါနော်